အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ချက်စားဖြစ်တာလေးပေါ့နော်ချက်စားဖြစ်တာလေးက9ရယ်ပဲတီတောက်ရှည်ရယ်နောက်ပြီးတော့ခရမ်းတီရယ်ပေါ့နော်အချင်လင်းပေါ့အလွယ်ပဲပါလေလုံးပြီးတော့ချက်မှာပါလုံးပြီးတော့ချက်ထားတာပါကိုကလည်းအလုပ်တစ်ဖက်နဲ့ဆိုတော့လေအလွယ်လေးပဲပေါ့နော်ကိုချက်ကိုစားပဲဆိုတော့ဘာမှတော့မဖြစ်ဘူးပေါ့ကဲ9မိနစ်10မိနစ်လောက်တည်ပြီးတော့စပလာပြီးဆိုတော့အဖုံးလေးဖွင့်ပြီးတော့နည်းနည်းပါးပါးတော့မှွေကြည့်မှာပေါ့နော်ဘာလို့လဲဆိုတော့တအားမှွေလို့ရှိရင်ငါကြေးသွားမှလည်းကြောက်နေအားကြောင့်နည်းနည်းလေးပဲမှွေရဒါတော့ငါအတုံးကြီးကြီးကိုပြီးရင်အဖုံးလေးပြန်ပိတ်ပြီးတော့ခဏလောက်ပါနော်ပြန်တဲလိုက်တယ်ငါနဲ့အဲ့ဒီအတိရွက်နဲ့နူးသွားလို့ရှိရင်မကြီးရည်လေးအုပ်ပြီးပါနော်မကြီးရည်လေးထည့်မယ်ပြီးလို့ရှိရင်မဆလာလေးကုန်သွားတာနဲ့ရှင်းနနာလေးထည့်မယ်ပေါ့နော်ငါနဲ့အတိရွက်နဲ့နူးမကြီးရည်လေးထည့်ပါမယ်မကြီးရည်လေးထည့်ပြီးမကြီးရည်လေးထည့်ပါမယ်ထည့်ပြီးလို့ရှိရင်လေးပဲမှာလားကြည်ဝမ်းမှာကြောက်တယ်အေးအတုံးကြည့်ပါဘာမှတော့မဖြစ်ပါဘူးကိုချက်ကိုစားလို့ဆိုတော့ကြည်ပါပဲကြောက်တာကြည်လို့ရှိရင်ငါးတွေကအယိုးတွေကပိတ်စားလို့မကောင်းတော့ဘူးငါးရောအတိရွယ်ရောခုနထထားမကြည့်အကုန်ကျက်သွားပြီဆိုတော့ရှမ်းနနာလေးထည့်ပါမယ်ရှင်းနေတာလေးထည့်ပြီးလို့ရှိရင်ခဏလေးပြန်ပြီးတော့အဖုံးပြန်ပြီးခဏလေးပြန်တည်လိုက်တယ်ပြီးရင်ကြံနေတဲ့ငါးလေးတွေ